မင်္ဂလာပါစိုက်ပျိုးရေးဗဟုသုတတွေကိုဝေမျှပေးနေတဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့စိုက်ပျိုးရတာဝါသနာပါတဲ့သူတွေအတွက်ခရမ်းသီးဖေတို့စိုက်ရမလဲဆိုတာကိုဝေမျှပေးမှာဖြစ်ပါတယ်မျိုးကောင်းမျိုးတန့်ခရမ်းသီးလေးတွေရဖို့ဘယ်လိုလေးတွေစိုက်ပျိုးရမလဲဆိုတာကိုတဆင့်ချင်းစီဖြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးမှာကျွန်တော်တို့ကစိုက်မဲ့အောက်ခန်းကွက်လေးတွေလိုပါတယ်။ဒါကတော့မိမိကြိုက်တဲ့လို့အသုံးပြုလို့ရပါတယ်။ကိုယ့်အိမ်မှာမလိုအပ်တဲ့ဘူးခွံတွေကော်ကွက်တွေရှိရင်လည်းစိုက်ပျိုးလို့ရပါတယ်ခင်ဗျာ။အဲ့ဒါပြီးရင်ကျွန်တော်တို့ရေတန်းပူးလေးတွေကိုအပေါက်ကလေးတွေဖောက်ပါမယ်။ဒါမှရေလောင်းလိုက်တဲ့အခါမှာသူကအပေါက်ကလေးတွေကနေရေလေးတွေဖောက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါပြီးရင်မြေဆွေးလေးတွေထည့်ပါမယ်။ရေတန်းပူးလေးကိုအလဲမှာထားပြီးတော့မြေဆွေးလေးတွေကိုဘေးကနေထည့်လိုက်ပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါဆိုရင်ဒီလိုလေးရရှိသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ပြိုးထားတဲ့ခရမ်းပင်လေးတွေကိုဒီထဲမှာဆက်ဆိုင်မှာဖြစ်ပါတယ်ခင်ဗျာခရမ်းပင်လေးတွေကိုညင်ညင်တာတာလေးခွဲထုတ်ပြီးတော့ကျွန်တော်တို့တပူးကိုနှစ်ပင်စီစိုက်ထုတ်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုလေးမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါပြီးရင်ပိန်နှဲခွက်နဲ့ပိန်နှဲစေလေးတွေထည့်လို့ရပါတယ်ခင်ဗျာအဲ့ဒါပြီးရင်ရေလေးလောင်းထည့်ပေးရမှာဖြစ်ပါတယ်ပိန်နှဲခွက်နဲ့ပိန်နှဲစေလေးတွေထည့်ပြီးတော့ခွက်လေးထဲကိုရေလေးလောင်းထည့်ပြီးတော့အဖုံးလေးအုပ်ထားမှာဖြစ်ပါတယ်ဒီစိုက်ပျိုးရေးနီလန်လေးကလွယ်ကူရိုးရှင်းမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာလုပ်ရတာလည်းလွယ်ကူပါတယ်ကိုယ့်အိမ်မှာတနိုင်တပိုင်စိုက်ဖို့အတွက်ဆိုရင်ဒီနီလန်လေးကအသင်းတော်ဆုံးပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်အပင်ကလေးတွေကအဆိုဓာတ်လေးလည်းရရှိသွားပြီးရက်ပေါင်း30ကြာတဲ့အခါမှာဒီလိုလေးတွေကြီးထွားလာမှာပဲဖြစ်ပါတယ်ဒီလိုတန်မာထွားကြိုင်းတဲ့ခရမ်းပင်လေးတွေရရှိလာပါပြီခင်ဗျာအဲ့ဒါပြီးရင်တော့ကျွန်တော်တို့အောက်ကထွက်နေတဲ့အရွက်ကလေးတွေကိုဖယ်ရှားပေးရမှာဖြစ်ပါတယ်ဖယ်ရှားပေးပြီးတော့နွားချေးအနှဲငယ်ကိုထည့်ပေးရမှာဖြစ်ပါတယ်နွားချေးကတော့မီဩစာအနီနဲ့အသုံးပြုတာပဲဖြစ်ပါတယ်ခင်ဗျာဒါကို organic စိုက်ပျိုးနည်းလို့ခေါ်ပါတယ်နွားချေးအနှဲငယ်လေးတွေလိုက်ပြီးတော့အုံပေးလိုက်ပါမယ်ခင်ဗျာတစ်ခွက်ကိုနှစ်စုံလောက်ဆိုရပါပြီခင်ဗျာအပေါ်မှာမြေဆွေးလေးဖြန်ဖြူပါမယ်အဲ့ဒါပြီးတော့ကြက်ဥခွန်လေးတွေထည့်လို့လည်းရပါတယ်ခင်ဗျာကြက်ဥခွန်လေးတွေကိုထောင်းလို့လည်းမညက်တန်ရနဲ့ထောင်းပြီးတော့ထည့်လို့လည်းရပါတယ်ဒီတိုင်းလက်နဲ့ချေးမွဲ့ဒီကအပင်ဘေးကိုပုံပေးထားလို့လည်းရပါတယ်ခင်ဗျာအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ရေလီးဖြန်းပေးမှာဖြစ်ပါတယ်အဲ့ဒီနောက်ရက်90ကြာတဲ့ခါမှာတော့ဒီလိုအပင်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကအတီးတီးခါနီးပါပြီခင်ဗျာရက်90ဆိုရင်တော်တော်လေးကိုတန်တန်မာမာလေးရှိပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အရွက်ကလေးတွေရွှေ့ပေးရမှာဖြစ်ပါတယ်အရွက်ကလေးတွေရွှေ့ပြီးတော့ကျွန်တော်တို့တစ်ပင်ကိုရိုင်လဲမသွားအောင်ကျွန်တော်တို့ငုတ်ကလေးတွေနဲ့စိုက်ပြီးတော့ထောင်ပေးထားရပါမယ်ခင်ဗျာအဲ့ဒါပြီးရင်အရွက်ကလေးတွေရွှေ့ပေးရပါမယ်အဲ့ဒါပြီးတော့နွားချီးကိုထက်ထည့်ပေးရပါမယ်ခင်ဗျာရပ်ပန်း80ကြာတဲ့အခါမှာခရမ်းပင်လေးကအသီးကလေးတွေတီးလာပါပြီခင်ဗျာအခုမြင်တွေ့ရတဲ့အတိုင်းပါပဲခရမ်းသီးလေးတွေကမျိုးကောင်းလာပါတယ်ဒါကတော့ organic စစ်စစ်ပဲဖြစ်ပါတယ်လူတွေကိုအန်တရဖြစ်စေနိုင်တဲ့မီဩစာတွေကိုမသုံးထားပါဘူးခင်ဗျာအဓိကအားဖြင့်နွားချီးနဲ့ကြက်ဥခွန်ကိုအဓိကထားအသုံးပြုပေးထားပါတယ်ရေလေးတော့ပုံမှန်လောင်းထားဖို့လိုအပ်ပါတယ်ခင်ဗျာရေလောင်းတဲ့အချိန်ကလည်းမနက်အစောဒါမှမဟုတ်ညနေလောက်ဖြစ်လောင်းပြရပါတယ်ခင်ဗျာရက်90ရောက်တဲ့အခါမှာတော့အသီးလေးတွေကလွှိုင်းလေးတွေတီးနေပါသည်ဒီလိုပိုးကြိုက်ထားတဲ့အရွက်ကလေးတွေကိုဖယ်ရှားပေးရမှာဖြစ်ပါတယ်ခင်ဗျာစားကျင်စရာလေးတွေပါဗျာတော်တော်တန်တဲ့ခရမ်းသီးလေးတွေပါ organic စစ်ဖြစ်တာကြောင့်ယောဂလည်းကင်းစင်မှာအမှန်ပါပဲအသီးအားကောင်းဖို့အတွက်ကျွန်တော်တို့အရွက်ကလေးတွေကိုရွှေ့ပေးရမှာဖြစ်ပါတယ်စိတ်ရွှေနဲ့အရွက်ကလေးတွေကိုညက်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ဒီလိုလေးတွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ခူးစားလို့ရပါပြီခင်ဗျာကိုယ့်အိမ်အတွက်ဟင်းတစ်ခွက်တော့ရရှိသွားပါပြီတနိုင်တပိုင်စီးပွားရေးလုံးမဲ့သူတွေအတွက်လည်းဒီနီလန်းလေးကတင့်တော်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့လည်းဒီနီလန်းလေးသုံးပြီးတော့ခရမ်းပင်လေးတွေအတီးအားကောင်းဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာကျွန်တော် channel ဟာဆိုရင်စိုက်ပျိုးရေးဗဟုသုတတွေကိုဝေမျှပေးနေတာပဲဖြစ်ပါတယ်ဒါမှသာတဲ့ကျွန်တော်ကရှေ့ဆက်မဲ့ဗီဒီယိုတွေလုပ်ပေးဖို့ခွန်အားရှိမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအသက်ရှည်ခြင်းရင်တစ်ပင်စိုက်ဆိုတဲ့အတိုင်းပဲတစ်ပင်လေးတွေစိုက်ရတာဖြိုးရတာဟာစိတ်ချမ်းသာစရာကောင်းလာပါတယ်ဒီတော့ကိုယ့်အိမ်မှာတနိုင်တပိုင်စိုက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ